ဒီဗီဒီယိုဖိုင်လေးကတော့ပြင်သစ်နိုင်ငံတွေက Provence ဆိုတဲ့နေရာလေးကိုသွားလည်မှာဖြစ်ပါတယ်။တေမောစိတ်ကနေနိုင်ဝက်လောက်ဘတ်စကားစီးရမယ်ပြောပါတယ်။နေရာကတော့ Ars ဆိုတဲ့မြို့ရဲ့အရှိမြောက်တောင်အရာမှာရှိရလို့သိရပါတယ်။ဒါလေးကတော့ကျွန်တော်ဆွတ်ဆွတ်ပြောခဲ့တဲ့ Provence ဆိုတဲ့အဝင်ဝါကဆိုင်းဘုတ်လေးဖြစ်ပါတယ်။တောင်ချီကိုအနီးစပ်ဆုံးတက်လို့ရတဲ့အထိကားစရာကပို့ပေးတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့တောင်ချီကိုရောက်နေပြီပေါ့ဗျာ။ဆိုတော့အရင်တော့ကတော့တင်မောဘေးမှာရှိတဲ့နေရာလေးကိုပဲကျွန်တော်တို့ရှောက်လေအမှတ်တရကြည်ပါညာပေါ့နော်။ဒီတစ်ခါတော့နည်းနည်းလေးအထူးဆန်းဖြစ်သွားအောင်လို့ဧည့်သည်တွေနဲ့လိုက်လာတာဖြစ်ပါတယ်။ဆိုတော့ထုံးကြောက်တွေရမ်းပေါ်တဲ့နေရာလို့သိရပါတယ်။ဒီနောက်မှာမြင်ရတာဆိုတော့တောင်တွေပြင်ကျွန်တော်ဒီနောက်မှာရှိတဲ့နေရာတွေကိုကျွန်တော်တို့သွားလည်မှာဖြစ်ပါတယ်ဒီတောင်တန်းတွေရဲ့နာမည်လေးကတော့ Alpine တောင်တန်းလို့ပြောပါတယ်ဒီနေရာလေးကတော့ကဘာလက်ခရီးသွားတွေအတွက်အင်မတန်စိတ်ဝင်စားစရာဖို့လို့လည်းသိရပါတယ်ဒီနေ့ကတော့ပြင်သစ်နိုင်ငံရဲ့အားလက်ရဲ့ပိတ်ရှိဖြစ်တဲ့အတွက်ပြည်တွင်းခရီးသွားရလည်းအတော်များပါတယ်ဟိုးမှမြင်နေရတဲ့ကားတွေကတော့တော့တချို့ကားတွေဆိုလို့ရှိရင်တောင်ချေအထိကိုလာလို့မရပါဘူးเนาะဒီကောင်လေးရှိပါလဲလောင်လေးပါရှိပါတယ်တောင်ပေါ်မှာအမှတ်တရပစ္စည်းဆိုင်စားတောက်ဆိုင်တွေတော်တော်များများနဲ့ရှေးဟောင်းအဆောက်အဦတွေကိုလည်းတွေ့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုကတော့ The Bible says in the book of 1 Chronicles chapter 16ဒီတောင်ပေါ်မှာအခုလိုမျိုးမြင်တွေ့ရတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့အဆောက်အဦတွေလည်းရှိနေပါသေးတယ် endure it foreverကိုမျိုးလောလောဆယ်ပြင်သစ်မှာခရီးသွားနေတာဖြစ်ပါတယ်ဟိုတောင်ကဘလောက်မှတော့မမြင်ဘူးအောက်ကကြည့်တော့သိမမြင်ဘူးဆရာအောက်ကိုဦးကြည့်နေရ